Piano we. ကဲဒီနေ့ရတော့ငါလည်းတိတ်မစားဘူးဆိုတော့ကံမကောင်းစွာနဲ့ပဲဒီနေ့ရငါလည်းတိတ်မဖမ်းဘူးဆိုတော့ငါတို့မြတာဒီနေ့10နာရီည10နာရီချိငါတို့ကငါမြနေတယ်ဆိုတော့ငါလည်းဒီနေ့တိတ်မစားဘူးဆိုတော့ငါတို့အိမ်ပြန်တော့မှဖြစ်ပါတယ်ငါတို့တငယ်ချင်းကိုလည်းငါတို့နှုတ်ဆက်ခဲ့တယ်သူကလမ်းပြအောင်မဲ့တဲ့သူကတော့ရွေးမစိုးဘူးငါတို့ကတော့မိုးလဲကြလာပြီဆိုတော့ငါတို့ကအပြန်လန်းကိုစီစဉ်ရှိတဲ့အတွက်ကြောင့်ငါတို့ဒီမှာအမိုက်ဒီကိုကြည့်ပြီးမှအမိုက်ဒီကိုရှိမရှိကိုစစ်ဆေးပြီးမှငါတို့ကိုအိမ်ပြန်တော့မှဖြစ်ပါတယ်အမှားရပါဖြစ်လို့ရှိလဲဆိုလို့ရှိတော့သူများနိုင်ငံမှာတော့ဩစတြေးလျနိုင်ငံတို့ USA နိုင်ငံတို့မှာတော့ကိုကဘယ်နေရာပဲတွားဘယ်နေရာပဲတွားဘာပစ္စည်းလဲပါနော်ကိုအမိုက်ကိုအင်ကိုပြန်ယူသွားမှာဖြစ်ပါတယ်အဲ့ဒီအမိုက်ကိုကိုအိမ်မှာပဲအမိုက်ပုံမှာပြန်ထည့်ပေးရမှာဖြစ်ပါတယ်ပြန်ပြစ်မှာဖြစ်ပါတယ်ကိုသွားမနေရမှာအမိုက်ရပြန်ချန်ထားခဲလို့မရတဲ့အတွက်ကြောင့်ငါတို့အမိုက်ကိုသွားတဲ့နေရာတိုင်းမှာတတရှင်းတရလို့ပြီးမှအိမ်ပြန်လာဖြစ်ပါတယ်ခုကတော့ငါတင်ရဲ့ချင်းအဒီမှာငါမြချိတ်တန်းနဲ့ထားပြီးမှငါတို့ကအိမ်ပြန်လာဖြစ်ပါတယ်ကဲငါတို့ကဒီရနဲ့ချစ်ချင်းနဲ့ကပါကင်းအချင်းနဲ့30လောက်လမ်းလျှောက်ရမှာဖြစ်ပါတယ်အင်းရောက်မယ်ဆိုလို့ရှိရင်တော့တနာရီကြောတနာရီခွေးလောက်ဒီအနေကမောင်းမှာဖြစ်ပါတယ်ကိုကတော့ငါတို့ဒီလမ်းလေးကိုတော်လေးဆိုပါတော့နော်ဒီတော်လမ်းလေးကိုငါတို့လမ်းကိုမိနစ်30လောက်ကပါကင်းအထိမိနစ်30လောက်လမ်းလျှောက်မှာဖြစ်ပါတယ်ကဲဒီနေ့ရတော့ငါလဲတိတ်မစားဘူးဆိုတော့ငါတို့ပြန်ပြီငါတကယ်ချင်တာမိုးနေပြီဟိုဒါနဲ့ငါလဲအိတ်နဲ့ဘာနဲ့ဆိုတော့ဒီနေ့ရတော့ငါတို့နှစ်ယောက်ကတော်တော်ပင်ပန်းနေကဲငါတို့နှစ်ယောက်ကဘယ်နေရာပဲတွားငါတို့ကအမဲသားမဲ့တွေးခဲပါတယ်နော်ဒီဗီဒီယိုလေးကိုအားလာပေးကြပါဆိုတော့တောင်းဆိုပါတယ်ခင်ဗျာအားလာပေးကြပါဦးတကယ်ချင်းတို့နော်ငါမျှတဲ့ချိန်မှာလဲငါရတဲ့ချိန်မှာလဲကျွန်တော်အမဲသားလာပြပေးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် Facebook မှာဖြစ်ဖြစ် YouTube မှာလည်းဖြစ်ဖြစ် follow နဲ့ subscribe ကိုလုပ်ပေးဖို့မမေ့ကြပါနဲ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ